ခါတော့ရွာတရွာမှာကိုကျွတ်သိုးတဲ့တကြီးအိမ်မှာရေထမ်းစာမတက်ဘူးကျွတ်သိုးကတကြီးကတော့ကတ်တယ်သူကတကြီးကတော့ခမရရေရလဲစင်ဦးသုံးလေးလုံးများအမြဲထမ်းပေးနေတာပတ်စံလည်းတပြားမပေးဘူးဟဲ့တကြီးကတော့ပဲမင်းပေးစရာလို့လားမဟုတ်ဘူးကျွန်တော်ပတ်စံမပေးနဲ့ကျွန်တော်ရက်ကွက်ကစေုံကောင်းများလစ်လိုက်တော့ခမရကျွန်တော်ပြောပေးတကြီးကိုကျွန်တော်လှုပ်ချင်တော့ကျွတ်သိုးကစေုံကောင်းတော့လှုပ်ချင်တာပေါ့နော်အေးငါပြောပြပါမယ်စေုံကောင်းကတော့ကွာမင်းလစ်လိုက်ရင်တော့မင်းဖြစ်ပါတယ်ညာထမင်းစားတော့တကြီးကိုပြောတယ်တကြီးကတော့ကျွတ်သိုးလေးကျွတ်တို့အိမ်ရေခတ်နေတာကြာပါပြီတော့ဘာဖြစ်တော့သူတို့ရက်ကွက်ကစေရင်ကောင်းလေးပါလစ်လိုက်ရင်ကျွတ်သိုးခန့်လိုက်ပါလားတော့ဟာလွယ်မှလို့ဒီကောင်စာမတက်ပြီးမတက်ရေထမ်းတဲ့ကောင်မနဲ့လို့ခန့်အိုးရေဖို့အတွက်ကြည့်ရင်ကိုမနေတော့ပါဘူးတော့ဒီကောင်တို့ကျုပ်တို့ထမ်းပေးတာ10နှစ်လောက်ရှိပါပြီလှုပ်လိုက်စမ်းမအောင်ဆိုတော့တကြီးကမရကြောက်တော့ကျွတ်သိုးစေရင်ကောင်းခန့်ဟဲ့ကျွတ်သိုးလာမင်းရေပုံးတွေဖြုတ်ထားခဲ့တော့ဘာဖြစ်လို့တော့ခဏရစပြီးမင်းစေရင်ကောင်းဖြစ်ပြီဟာဘယ်သွားပြောတော့ဟာငါလင်တကြီးကပြောတာပေါ့ဟုတ်ပြီလားဟန်ကြတာပဲဗျာတကယ်တော့တကြီးကတော့ဟာတကယ်လူကြီးဖြစ်ရင်အရက်တောက်ရတယ်လို့ကြားဘူးတယ်အဲ့တော့ဘုံဆိုင်ကိုပထမသွားပြီး2ပက်လောက်ချလူကြီးဖြစ်တဲ့နေအရက်တောက်ရတယ်ကြားထားတော့ကျွတ်သူကတောက်လာပြီးတော့နှုံလူကြီးဖြစ်တော့ဘာလို့မှမသိဘူးတစ်တလုံးရေထားနေတာလေရရွာအုပ်ချုပ်ရေးသူနားမလဲဘူးဒါပေမဲ့ तू က training တော့လုံးဝဖြစ်မယ်ငါလည်းကနေဆိုင်ကောင်းဖြစ်ပြီအဲ့တော့ပထမဆုံးငါဘယ်သွားဒီ training စင်းကောင်းမလဲရွာတောင်ပြားကအမေနဲ့2မလေးရှိတယ်2မပြိုလေးနဲ့အမေနဲ့ရွာတောင်ပြားနေတာ तू ကမရနဲ့မြောက်ဖျားနေတော့အမေအိမ်သွားတကောင်စင်းစစ်ကြည့်လိုက်အောင်မယ်အဲ့ဒါ training ပေါ့ तू ကလည်းသူများသွားပြီးတန်းစစ်လို့လည်းမဖြစ်တော့အမေအိမ်သွားတော့အမေရတော့သားလာတယ်ပေါ့ကျွတ်သိုးဟာဘွားတော့ခင်ဗျကျွတ်သိုးမဟုတ်တော့ဦးကျွတ်သိုးဖြစ်သွားပြီဗျဩသားရဲ့မင်းဘယ်လိုဖြစ်လို့တော့ခင်ဗျရေထမ်းတဲ့ကျွတ်သိုးမဟုတ်စေရင်ကောင်းဗျဖွားရဲ့ဟာဘယ်နဲ့ဖွားကြီးတော့အမေကိုအဲ့လိုမခေါ်နဲ့လေဟာခင်ဗျတရားဥပဒေမှာအမေတွေမရှိဘူးအခုခင်ဗျအိမ်စစ်ဖို့လာတာဟာဘာစစ်မှာတော့ခင်ဗျတို့အိမ်လူပဲ2ယောက်တော့ဟဲအမေနဲ့မင်း2မမင်းနှင်းရှိတာလေမင်းဘာတွေကြောင်းနေတာတော့ဘာတွေကြောင်းလာရွာမလုံးနဲ့ခင်ဗျတင်ပြူခင်းသားမှာဆိုဖွားကြီးရှိတယ်တင်ပြူစုပ်ခင်းပေးရဖွားကြီးတေချာကြည့်ဟိုချင်းအောင်ချထားတာဘယ်သူတော့အထက်ကဟဲ့အမေနဲ့သမီးပြိုလေး2ယောက်နေတာကိုချင်းအောင်ချထားတာဘယ်သူတော့ဆိုမင်းဘာကောင်တော့မင်းဘယ်လိုမေးလိုက်တာတော့ဟာခင်ဗျားတို့ချင်းအောင်နဲ့ဖွဲ့ထားမှာဆိုလို့မေးနေတာဗျချင်းအောင်သွားလှက်ကြည့်မေးရတော့မသိရှာဒီကောင်ဘာဖြစ်လာလဲမသိဘူးခင်ဗျားတကောင်စရင်ပြတကောင်စရင်အဖွားကြီးတန်တက်တာသွားလှက်မြန်လို့ကျုပ်ကချိန်မရှိဘူးတရွာလုံးခင်ဗျာအင်ဂျီ600လောက်ရှိတာအဖွားကြီးတကောင်စရင်ထုတ်တာဘာတော့ကျွတ်တော့မင်းဘာတွေဖြစ်နေရတော့ဘာတွေဖြစ်တာတွေမပြောနဲ့အဖွားကြီးခင်ဗျားယောက်ျားဘယ်သူတော့ဟာငါယောက်ျားနင်းအဖေဟမ်ခင်ဗျာကောင်းပြောပါခင်ဗျာလေမာလိုက်တာမင်းနှင်းဆိုတာခေါ်စားဟဲ့မင်းနှင်း2မလေးခေါ်ကောင်းမလေးနင်းမွေးတကယ်ရွတ်စမ်းကောင်းမလေးရွတ်ပြီးရောနေအောင်ခင်ဗျားတို့အိမ်နာပြုတ်ကတ်လာတော့စောစောကခေါင်းခောက်တဲ့အတန်ကြားတယ်ဘာဖြစ်တာဩမင်းနှင်းလေကျဲဥကြော်တာကျဲဥလေးကတလုံးစီးရ30သားလောက်ထည့်ကြော်တော့အဲ့လိုဆိုမွေးရကြီးရဲ့ဟဲသမီးရဲ့ဆိုခေါင်းခောက်လိုက်တာအမခင်ဗျားအဲ့ဒါလက်ရောက်မှုဗျာဘာမှတ်နေအချိန်မျိုးခင်ဗျားထောင်ချပြင်နိုင်တယ်တို့ဘာတို့ပေါ့စေရင်ကောင်းကဖြစ်တာနိုင်ဝဲမရှိသေးဘူးနော်တခါတလေကျွန်တော်တို့ကကိုမေ့သွားတဲ့လူတွေအကြောင်းဝတ္ထုရေးရတာရှိတယ်ဟောပြောပွဲထွက်ရတာလဲကျွန်တော်တို့ကနေရလဲစုံတယ်ကြွားတွေလည်းရောက်မြို့တွေလည်းရောက်အစင်ပြေတာလည်းပြေပေါ့မပြေတာလည်းမပြေပေါ့သို့တော်လည်းပဲစာရေးဆရာလာတယ်ဆိုတော့တတ်နိုင်သမျှရှိတာနဲ့အခန့်ကြတယ်ကြွားလေးတွေရောက်တယ်ဦးစင်းလေးတစ်ပါးကကြီးမှုကျင်းပအညာရွာလေးဦးအောင်သိရင်ကျွန်တော်ရဲ့ဆရာချေဦးညိုရဲ့ဘုံကျောင်းနဲ့ရောက်သွားတော့ဟိုးတော်တော်လေးဝင်ရတဲ့ရွာလေးဆင်းရဲရှာပါဘုံကျောင်းနဲ့ရောက်တော့အဆောင်လေးတစ်ခုထဲမှာဂရင်လေး3လုံးချထားဆရာဦးအောင်သိရတော့တကြီးဝါကြီးပုဂ္ဂိုလ်ဆိုထိတ်ဆုံးကဂရင်နေရာချကျွန်တော်ကအလဲပေါ့ဆရာချေဦးညိုကကျွန်တော်ဘေးပေါ့အဲ့ဒါကျောင်းမှာရွာမှာရှိတာလေးလေဆရာတော်ကအခန့်နေတဲ့ပဲရောက်သွားတော့မပြောသေးလေးတွေပါလေးတွေပေါ့စသဖြင့်အခန့်ကော်ဖီလေးတွေဖြော်တိုက်ပေါ့ကျွန်တော်တနေရာနေပြီးတော့ကြောင်ပတ်ပဲကြည့်ပြီးတော့ပြန်ဝင်လာတော့ဂရင်3လုံးမှာ3လုံးစလုံးမှာနာမည်ရေးထားတယ်အသက်လည်းရေးထားတယ်ဂရင်ချီရင်မှာကျွန်တော်ဂရင်ကဥကျော်ထွန်းအသက်83နဲ့
ကျွန်တော်သိလိုက်ပြီဒီကရင်ဘာကရင်နေလဲဆိုတော့ကျွန်တော်ဟိုဆရာကြီးနှစ်ယောက်ကိုမပြောဘူးကျွန်တော်ကကို့ထုတ်ကလေးကိုအနားမှာရှိတဲ့ကွတ်ပစ်ပေါ်သွားတင်ဆရာချုံညွာပြောတယ်ဟာဘာဖြစ်လို့တော့နဲ့ဒီနာအေးလို့ပါအကိုရဲ့လို့ပရင်ပေါက်နာနီးတဲ့နေရာအဲ့ချင်းလို့ပါဒါပါဟာတို့နဲ့တို့အဲ့ဘာကိုတို့လွတ်လွတ်လပ်လပ်အဲ့ပါသူတို့ကမသိဘူးဘုန်းကြီးကျောင်းနေပြီမဲ့ကြိုက်ယူလာတဲ့ပလင်းလေးတွေလည်းပါတယ်ဘုမသိပါမသိနဲ့ကျွန်တော်ကပေါ်တက်အိမ်နေတော့နောက်တော့သူတို့ကတွေ့သွားတာဟာအဲ့လိုမလုပ်နဲ့တဲ့စိုးတူကောင်းဖက်အတူတူပေါ့မောင်ရင်လူလည်းမလုပ်နဲ့ဆိုတော့ကိုယ်အလေကရင်ပြန်ထိုင်အဲ့ဒါဥစဉ်လေးကရိပ်မိဒီကရင်ကိုမအိတ်ချင်ဘူးလို့ရိပ်မိတာမဟုတ်ဘူးကရင်ကခဏခနဲ့ဖြစ်နေလို့သာတင်ဇိုက်ဆရာညင်းခုန်နေတာထင်ပြီးတော့ရွာသား၃ယောက်ခေါ်လာဒီကရင်တွေကုန်ပြန်ထုတ်စမ်းနဲ့ကျွန်တော်လည်းဝန်းတာသွားတာဆရာတို့ကမပူစားမှလည်းဒီလိုအတုပကရင်ယူ14လုံးရှိတာတဲ့အခုဒီဟာလေးကလှုပ်တော့ဆိုအသက်ကောင်းတောင်းနေရှိပါတယ်တဲ့နောက်3လုံးဝင်လာတော့အဲ့လိုပဲဒေါ်3တဲ့အသက်80တဲ့ကျွန်တော်ကအဲ့ဒီဟာပေါ်သွားအေးရတာပါပဲအမျိုးပါပဲနော်ပြောစရာလည်းကောင်းတယ်နောက်တစ်ခုကတော့နောက်တစ်မျိုးကတော့မြို့နယ်မြို့ရောက်သွားတော့ခမ်းမကြီးထဲမှာပရိပါကော်စောကြီးတွေခင်းလို့ဓာတ်ပုံကြီးတွေနဲ့မင်းကလေး3ယောက်ကအပေါက်ဝနဲ့3ယောက်စောင့်ဆရာချိုးညွန့်နဲ့ကျွန်တော်ဦးအောင်သိန်းဝင်လဲသွားရောတပက်ကတစ်ထည် Imperial leather လို့ခေါ်တဲ့စက်ပြတုံးကြီးကတုံးသွားတိုက်စေးရတဘူးသဘုတ်တန်က2ချောင်းနောက်ကျွန်တော်တို့ဒီတာဝါပေါ့တ िश ူးပေါ့တထုပ်စီပေးတယ်ကောင်မလေး3ယောက်ကဟာတဲ့ဟုတ်ပါလားအဲ့လိုပဲကရင်လေးတွေလည်းဖွေးလို့အစိုးရစာဦးခမ်းမကြီးပေါ့လေကိုကရင်ကိုနေရာယူပြီးတော့စက်ပြလေးတွေဗာလေးသွားတိုက်စေးလေးတွေဘေးချနေ့လေလောက်ကြတော့သမင်းကျွေးပြီး2ချက်လောက်ကြတော့အနားယူမဲ့အိမ်မဲ့ဆိုတာရေချိုးအောင်ဆိုပြီးကလေးတွေသွားရှာတော့အပြင်မှာကောင်မလေး3ယောက်ကထိုင်းနေသမီးရေချိုးကမ်းပဲမှာတော့ဆိုရေချိုးကမ်းမရှိဘူးရှင်နဲ့ဟမ်ဒီလိုရေချိုးကမ်းမရှိပဲစက်ပြဘာလို့ပေးတော့ဆရာတို့အင်ကြ3အောင်ပေးတာဟာနင်တို့ဟာကောက်ရိုးပါပဲဒုက္ခအေးငါတို့မျက်နှာတက်ဖို့တို့ပါလို့အဲ့ဒါတော့ဘစ်စမတွက်လက်ထဲဘစ်စမရေးရှိတယ်တဲ့ရုံးဆိုတော့ဆရာရဲ့ရေချိုးကမ်းမထားဘူးပေါ့လေအဲ့ဒါနဲ့ကိုချိုးညောငါအရင်ချိုးမယ်ဆိုသွားချိုးဟုတ်တယ်သူကချိုးပြီးပြန်လာအခုဘယ်လိုချိုးလို့အင်္ဂါရေပိုက်ကတန်နေဟာတဲ့အဲ့ဒါနဲ့ချိုးလာတာတဲ့ဟာဟန်ကြပြီဒါကျွန်တော်တို့မဖော်ရင်ဘယ်သူမှလည်းမသိဘူးအဲ့တော့ကျွန်တော်လည်းအဲ့လိုပဲချိုးတယ်ဆရာဦးအောင်တင်ရတော့ချိုးမလို့တော့မချိုးပါနဲ့ဆရာရဲ့လို့ဆရာကတော့နေရာကြီးမှဆိုလို့အမျိုးပါပဲနော်ကျွန်တော်တို့ကလည်းနေရာပေါင်းစုံရောက်ပါပါတယ်အခုရှိုင်းဟုတ်ရောက်တော့ဝန်တာတယ်စာရေးဆရာရဲ့ပင်ရင်အလုပ်ကတော့စာရေးချင်းပါဒီမှာကြွရောက်လာကြတော့စာရေးဆရာများအားလုံးရဲ့ငကိုမူလအလုပ်ကသူတို့ကိုမေးကြည့်လိုက်ပါကြဗျာဆရာကကြဗျာရေးပါလိမ့်မယ်ဝတ္ထုဆရာကဝတ္ထုရေးပါလိမ့်မယ်ဆောင်းပါးဆရာကဆောင်းပါးရေးပါတယ်ဟောချင်းပြောချင်းဟာကျွန်တော်တို့ဒီ primary မဟုတ်ပါဘူးကျွန်တော်တို့ဒါတော့ secondary ပေါ့ဒုတိယကိစ္စဒုတိယ concept ပေါ့ကျွန်တော်တို့ဒီလိုဟောပါတယ်ဘာလို့ဟောလဲမျိုးတွေရွာတွေလိုက်ဟောလဲဆိုတော့ကျွန်တော်တို့ပြီးချင်တယ်ပြောချင်တယ်အတိလေးတစ်ခုလောက်ပေးနိုင်ရင်ကုသိုလ်ရတယ်ဆိုစိတ်ပါပဲကျွန်တော်တို့ဟာပညာရှိလည်းမဟုတ်ပါဘူးကျွန်တော်တို့ဒီဟောပြောပဲခမ်းမတွေမှာရှိတဲ့ပုဂ္ဂိုလ်တွေထဲမှာကျွန်တော်တို့ရဲ့အသက်ကုန်ပညာကုန်ကြီးတဲ့ပုဂ္ဂိုလ်တွေပါတယ်အခုဆိုပဲဆရာတော်အရှင်သူမြတ်များပါပြီကျွန်တော်တို့ကစင်ပေါ်ကနေပြောနေရဆိုလိုတာကတော့ကျွန်တော်တို့ဟာစာရေးဆရာတိကျလူရန်စားတရားတော်မဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့များဆဆပြောဖို့ဆိုဖို့လည်းပဲပြင်ဆင်မထားတတ်ကြပါဘူးကျွန်တော်တို့ဆိုလည်းအဲ့ဒီပုတ်ထဲနဲ့လှုပ်ရှားနေတာပဲနှစ်ပေါက်ဒါပေမဲ့လည်းအခုဘယ်လိုဖြစ်လဲဆိုတော့ technology ကအများမြင့်တော့ဒီနေ့ဟောသွားပြီးနောက်နေ့တပ်ပြားတွေထွက်ကော်မတီကရောင်းထားပါရောင်းတာကျွန်တော်တို့ကိစ္စလည်းမဟုတ်ပါဘူးသူတို့ရမုံကိုရှာကြတယ်ဒါပေမဲ့ကျွန်တော်တို့ကနောက်ပွဲကိုဟောဖို့တော်တော်ခက်တယ်ဒီစရာပြောလည်းမကြည့်ဘူးအဲ့ဒါကျွန်တော်တို့ကနားထောင်ပြီးသားကြီးဆိုတော့ဟာဒုက္ခပဲကျွန်တော်တို့လက်ကန်းနေနေ့စဉ်ဟောပြောဖို့ပြင်းစင်နေရမလို့တောင်ဖြစ်တော်တော်ဒုက္ခရောက်ပါတယ်ထက်ခါဟောရင်လည်းရိုက်ခံမှာဘိုးတော်ကဗမာဇတ်တဇက်ကရှမ်းပြည်သွားပြီးကရှမ်းကြီးတဲ့အမှန်ယူသားတာကိုရှမ်းလူမျိုးများအတော်မှာရွာမှာကဗမာဇက်ကတည်တဲ့အတိုင်းပဲရွှေဥကြားချီတဲ့အခါညဇတ်ထုတ်ကမရွှေဥကရကန်းလေးခတ်
ကိုရင်မောင်ကလည်းတစ်ဖောင်သွားချတော့မရှိဘူးလင်ကမင်းကြီးမင်းလေးရောက်လာပြီးတော့မရှိဘူးရေလှလိုက်တာကွယ်မင်းကငါတို့မြတ်တာရှိတဲ့ဟဲ့ဘာညာလို့တော့ဩကျမကာမပိုင်းနဲ့ပါရှင်းကျမယောက်ျားကိုရင်မောင်တော့စစ်ခုတ်သွားတော့ကျမအပြိုမဟုတ်ပါဘူးဟာအပြိုမဟုတ်လေဒီလောက်လှတယ်မိမတို့ကြိုက်တယ်ကွယ်ကြိုက်လို့မရပါဘူးရှင့်မရွှေကလက်မခံသစ္စာရှိတယ်အမျိုးသမီးဘယ်တော့မှပြောမရတော့မင်းကြီးမင်းလေးကကြားနဲ့တိုက်တော့မရွှေဥရကန်းစင်ပတ်ပြီးပြေးကြားလည်းအတင်းလိုက်ကြိုက်မရွှေဥကြိုက်မရွှေဥကလည်းမိလူမိခင်လေးပတ်ပြေးနောက်တော့မလွတ်ဘူးကြားပါစားထက်ရောက်တော့မရွှေဥသေတော့မှပိဿကလည်းရှမ်းရည်လည်းကြည့်အဲ့ကြောင့်မှလူရှင်တော်တွေနဲ့3-4ယောက်ကဖလားကြီးတွေကန်ပြီးတော့ပွဲကြည့်ပေးတတ်တယ်စင်းမရွှေဥတော့သေပြီမနဲ့စွန့်ကြွေးဖို့ရဟန်း၅ပါးစွန့်ကြွေးဖို့လှူကြပါအောင်ဆိုတော့ရှမ်းကြီးတွေကမြေတွေလည်းကြတော့တို့ရွာရောက်မှဖြစ်ရဒီမွှေးဦးလေဟိုးထဲ့ပေါ့ကွာတန်ခါစွန့်ကြွေးတဲ့ကိစ္စလှူရမှာပေါ့ဟာထဲ့ကြတာဖလားနဲ့ရှမ်းကြီးတွေကသိတဲ့အတိုင်းအမှန်တန်လှူတဲ့လူမျိုးကိုအပေါ်ရောက်တော့ဇက်ဆရာဘာလို့ရလဲရေးလိုက်တော့ဇက်ငားတဲ့ပတ်စံတဲ့တော့2ဆလောက်များဟာကြတာနောက်တနေ့ဆက်ကဇက်ဆရာမင်းသားမေးတယ်ဘာဆက်ကဒီလောက်ပတ်စံရတာမရွှေဥပဲပေါ့ကွာရကန်းစင်ကြီးပေါ်လာတာပဲလိုက်ကထွင်လိုက်တော့မင်းကြီးမင်းလေးရောက်လာမရွှေဥရေဘင်းလှလိုက်တာကွမလုပ်ပါနဲ့ရှင်ကိုရင်မောင်ကျမယောက်ျားရှိပါတယ်ကာမပိုင်းမှာလည်းမလိုချင်ဘူးဟဲ့စီတော်ကြားဒီလောက်လက်မခံတဲ့မိမကြိုက်စီတော်ကြားပတ်မရွှေဥကပြေရှမ်းကြီးတွေဟာကနေလည်းဖြစ်ပြန်ပြီဟာပြေမလွတ်ဘူးမရွှေဥကြိုက်ချင်းကလကာလည်းချရောကြိုက်ခမညာကနေလည်းပဲမရွှေဥတော့ဖြင့်ကြားကြိုက်လို့သေးလို့မနေ့9နာရီတန်ခါတော်5ပါးဆွန့်ကျွေးဖို့အလှူခံထွက်ပါအောင်မယ်ဒါထွက်ရမှာပေါ့နော်ထွက်ကြပြန်ရောနောက်တနေ့လည်းအဲ့လိုပဲနောက်တနေ့လည်းဖလားကြီးတွေနဲ့မရွှေဥကြားလည်းကြိုက်ပြီးရောဖလားတွေနဲ့ထွက်မရွှေဥကပတ်ပြေတော့မှသရုပ်ထညရောက်တော့ရှမ်းတယောက်ကထအောင်မရွှေဥရေလွတ်အောင်ပြီဟာငါတို့လည်းပတ်စံမရှိတော့ဘူးဟာလို့အဲ့လိုဖြစ်နေပြီကျွန်တော်တို့ကလည်းမရွှေဥရှမ်းရွာဇတ်သွားကတော့ဒီတပုတ်နဲ့လှုပ်ရှားနေနော်အခုကမရဘူးအခုလည်းမရွှေဥလွတ်အောင်ပြန်ပြေးကြတော့နော်ကျွန်တော်လည်းအဲ့လိုဖြစ်နေပါပြီစိုင်းဆရာဆိုတော့တချို့ကပညာရှိချင်တာဆရာနေဝင်းမြင့်နဲ့လက်ဖိတ်ဆိုင်နေမှာစင်ကာပူကဓာပြားလေးကြည့်ထားကြတော့ပိဋကချစ်ကျွန်တော်မိသားစု3-4လရှိပြီလက်ဖိတ်ဆိုင်ထိုင်တခါမှပတ်စံမပေးရအောင်ဘယ်သူပေးသွားမှလည်းမသိဘူးရှင်းသွားပြီအဲ့ဒါကျွန်တော်ဇနီးရပြောတယ်အဲ့ဒါရှင်းစင်ကာပူနေမှာတဲ့လမ်းမှာစိုက်ကယ်နဲ့ကျွန်တော်တို့မိသားစုတွေ့ရင်ထိုးရက်ဆရာနေကောင်းကြလားခင်ဗျဩကျွန်တော်သမီးရပါသိနေပအဲ့ဒါစင်ကာပူနေမှာတဲ့စင်ကာပူအဲ့ဒီဓာပြားနဲ့တော်တော်လေးလဲစားပါတယ်နော်ကျေးဇူးတင်တယ်ပညာရှိမဟုတ်ပါဘူးကျွန်တော်တို့သိတာလေးပြောပါမယ်ဇိုင်းဆရာဆိုတော့ပညာရှိတင်တယ်တခါတော့ရွာတရွာမှာနွားတစ်ကောင်ကအိုးထဲထည့်ထားတဲ့မြက်ခေါင်းထိုးစားလိုက်တာပြန်ထုတ်လို့မရအောင်နွားအိုးကြီးကခေါင်းဆွတ်နဲ့နွားရှင်ကဆွဲချွတ်တာပေါ့ချွတ်လို့မရတော့ရွာလည်းဇရက်ဆွဲသွားပြီးတော့လာကြပါအောင်ဟေးငါကူညီကြပါအောင်ဟာမြက်ထိုးစားလိုက်တာအိုးကြီးကခေါင်းဆွတ်လို့ငါနွားဘယ်လို့မှချွတ်မရလို့ရွာသားတွေကလည်းဝမ်းချွတ်လို့မရဘူးဂျိုနဲ့တစ်ခမ်းတယ်ဘယ်လိုလုပ်ကြမလဲမပြောတာဘူးတရွာလုံးကလည်းစိတ်ညစ်တယ်ဘယ်လိုလုပ်ရမှမသိတော့နေဦးရွာထိတ်ညောင်မင်းကြီးအောက်မှာတော့စာရေးဆရာရှိတယ်စာရေးဆရာဆိုတော့စာအုပ်တွေနဲ့နေတာဆိုတော့နွားကောင်းအိုးစွတ်တဲ့ချွတ်နီးတော့သိမှာပဲဘာမှလည်းမဆိုင်ဘူးအဲ့ဒါစာရေးဆရာသွားကြည့်တော့စာရေးဆရာထားပါတော့နေဝင်းမြင့်ပေါ့ညောင်မင်းကြီးအောက်စာအုပ်တုံးနဲ့မျက်မှန်ကြီးနဲ့ဖတ်နေတော့ရွာသားတွေကနွားကြီးဆွဲတာစာရေးဆရာကြီးရဲ့စာဒီခင်ဗျားဒီလောက်ဖတ်ထားတာနွားကောင်းနဲ့အိုးစွတ်တဲ့ဟာချွတ်တဲ့နီးမြမပါဘူးလားခင်ဗျာကျွန်တော်ဖတ်တဲ့စာတွေတဲတော့အဲ့လောက်မတွေ့မိဘူးဒါပေမဲ့ခင်ဗျားတို့ဘာဖြစ်လို့တော့အခုခက်ခဲဖြစ်နေလို့ဘယ်လို့မှချွတ်မရနှုံးပြကျွန်တော်ရှာအောင်မကျန်းနေတဲ့တစ်ချက်ရှာကြည့်လိုက်အောင်မနေ့ပြန်မနေ့လာခဲ့ကြဆိုတော့နွားကြီးခြိတိုင်းဇိုင်းဆရာအိမ်ကခြိတိုင်းမှာခြိခဲ့
နောက်တစ်နေ့ကျတော့ရွာသားတွေကအုံပြီးလာကြတာပေါ့စာရေးဆရာကြီးဒီလောက်ဆိုတော့နွားကောင်းချွတ်တဲ့နေ့သိလောက်ပြီစာရေးဆရာကြီးပြုံးမယ်ဆရာကြီးဘယ်နဲ့တော့ရပါပြီဗျာတညာလုံးကျုပ်ရှာတာဟာလုတ်ပေါင်းဆရာကြီးဘယ်လိုချွတ်နွားလည်းပင်ဖြတ်ယုံပဲဗျာအေးကြည်စားစာရေးဆရာဆိုတော့လေဗျာပညာကြီးလိုက်တာကျွန်တော်တို့တစ်ခါမှလို့မစဉ်းစားမိဘူးရွာသားတွေကလည်းဟုတ်သားပဲအဲ့လိုစဉ်းစားတဲ့နေမသိဘူးစာရေးဆရာများညံကြီးလိုက်တာနွားလည်းပင်ဖြတ်ချတော့လေနွားကောင်းတာပြတ်တယ်အိုးကမထွက်ဘူးလေဟာဆရာကြီးနွားကောင်းအိုးကမကျွတ်ပါလားအိုးရိုက်တာခွဲလိုက်ပါလားဗျာရိုက်ခွဲလိုက်တော့ကွဲတရွာလုံးအလုံးကျဟုတ်ပါဗျာစာရေးဆရာပညာရှိများနဲ့တွေ့မှအစင်ပြေတော့တယ်အိုးလေကွဲနွားလည်းပင်ပြတ်စာရေးဆရာပြောသေးတာမင်းတို့ရွာငါမရှိလို့မဖြစ်သေးပါဘူးကွာအဲ့ဒါကြောင့်စာရေးဆရာလည်းသိလည်းထင်မကြည့်ပါနဲ့ခဏတော့ပြောတော့ပြောတယ်တနားရီခွဲလောက်ဆရာဟောပါနော်အစဉ်ပြေတယ်လို့ဟောပါမယ်အနုပညာချစ်လို့ဒီခမ်းမတွေရောက်ကြတယ်ကျွန်တော်လူမျိုးကအနုပညာချစ်တယ်ဆိုတာကျွန်တော်ရုပ်သေးပွဲသွားရအောင်တော့လည်းတော်တော်လေးဟောခဲ့ပါပြီဘာကိုတွေ့ဘာကိုမြင်ကျွန်တော်တို့ကကြပြားလေးဆက်လိုက်သချင်းလေးညီးလိုက်ကြတယ်လူမျိုးလို့ကျွန်တော်ပြောခဲ့တယ်ကျောင်းမှာသင်ရတယ်ဟိုးတုံးညွန့်နောက်ကတောင်တန်းကနောက်ခံတဲ့လေကွင်းစားမှာတဲလေးကလည်းပဲအင်မတန်ရှည်လျားတဲ့မြက်တီတဲမှာတဲလေးကခက်ရန်ကလေးမြက်တီကြည့်လိုက်တော့လေဘရောပြူတို့ဘရောညိုးတို့အင်မတန်နွားကြိုက်တဲ့မြက်ပြီးတော့ပန်းတော်ပြူပေါ့ပြောတော့ဘရောပြူပေါ့ကြပြားဆရာကဒီမြင်ကွင်းလေးတွေ့တော့ကြပြားကြီးရုံးနှကောင်ထနောင်းပင်ညီနောင်ကလွမ်းအောင်ကူချွဲပန်းတော်ပြူပေမြက်နေစာထူလှဖိုးတောင်သူတဲကြပြားလေးရေးတယ်ချစ်ဆရာကောင်းရုံးနှကောင်ထနောင်းပင်ညီနောင်ကပင်ညီနောင်ထနောင်းပင်ညီနောင်ကမဟုတ်ဘူးနော်ထနောင်းပင်ညီနောင်ကအပင်လေးနှစ်ပင်ဖတ်စာအုပ်ထဲမှာတပင်ထဲကနေကွာနှစ်ကွာထွက်တယ်ထုတ်ဖတ်စာအုပ်များထုံးစံအမျက်မှားနော်ထနောင်းပင်ညီနောင်ကဆိုနှစ်ပင်ကိုဖြစ်ရမယ်ကျွန်းပင်မောင်နှမနဲ့မောင်နှမကျွန်းပင်နဲ့မတူဘူးမောင်နှမကျွန်းပင်ဆိုတာကျွန်းပင်တပင်နဲ့ကိုနတ်မောင်နှမနှစ်ပါးစလုံးဆန်ကျွန်းပင်မောင်နှမကျွန်းပင်နှစ်ပင်ရှိတယ်နဲ့တပင်နဲ့နှစ်ပါးဆန်တယ်နဲ့နှစ်ပင်မောင်နှမနှစ်ယောက်တပင်စီဆန်တယ်နဲ့မတူမြန်မာစကားအမှန်တန်ကျွဲအခုလဲထနောင်းပင်ညီနောင်ကဆိုနှစ်ပင်ရိုးလေးနှစ်ကောင်ကကူးလို့လွမ်းအောင်ကူချွဲဘရောပြူပင်မြက်နေစာထူလှဖိုးတောင်သူတဲဒါလေးကိုအတန်ထက်တော့ချင်းသမားကအတန်ထက်ကြပြားသမားကကြပြားရေးလိုက်တော့မြင်ကွင်းလေးကိုချင်းသမားကအတန်ထက်ကျူးနှကောင်ထနောင်းမင်းညီနောင်ကလွမ်းအောင်ကူချွဲပန်းတော်ပြူပင်မြက်နေစာထူလှဖိုးတောင်သူတဲအချင်းလေးဖြစ်သွားတာပေါ့နော်ကျွန်တော်လူမျိုးကအဲ့ဒါလိုလူမျိုးပါဆိုတော့ကျောင်းဘုန်းကြီးကျောင်းအိုကြီးကျောင်းတွေ့တယ်ဆိုရင်ကျွန်တော်တို့စိတ်မကောင်းဖြစ်ကြတယ်ကျောင်းကြီးကအိုးကျွန်တော်တို့ရှိုးလိုက်တဲ့အလှူတွေမှာဆိုတဲ့သချင်းကြားဖို့ကြပါလိမ့်မယ်မြို့လေကမန္တအရက်မှာတဲ့ကုသိုလ်ကျောင်းအိုးလေရန်ငယ်ပြိုရှင်လူပြိုငယ်ကလေးကကျောင်းအိုလို့ရွယ်တော်မြို့လေကမန္တကျွန်တော်တို့ဒီမန္တလေးမြို့ကြီးလို့ပြောတာမဟုတ်ဘူးရှေ့တုန်းကမြန်မာမင်းများလက်ထက်တုန်းကမြို့ဆိုပေမဲ့ရွာကြီးကိုပြောတယ်စီရင်စုတွေဥမာအလုံးစီရင်စုတို့တလုံးမြို့စီရင်စုတို့စသဖြင့်စီရင်စုရွာကြီးတွေဒါကိုမြို့ခေါ်ကြတာပေါ့ဒီလိုပဲစဉ်းတောင်ဆင်းရဲပါပဲအလယ်မှာမန္တကြီးထိုးပြီးတော့အများကောင်းမှုတပည့်စုဓမ္မစုနဲ့ဟောဒီဘုန်းကြီးကျောင်းကြီးတဲတယ်ဆရာတော်ကြီးကအခုတော့တက်တော်90နာကတ်နေပြီကြီးလှကျောင်းကြီးကလည်းအိုးလှဒီကျောင်းကြီးကဟိုတုန်းကအဲ့လိုငွေစုပြီးတော့မြို့လယ်မှာမန္တကြီးချိုးပြီးတော့စောက်ခဲ့ရတဲ့အများကောင်းမှုကျောင်းကြီးအခုတော့လည်းပဲလက်ရန်နေပြိုပြီပြိုမှာပေါ့ဒီဆရာတော်ဘုရားကြီးရှင်လူပြိုငယ်ကလေးကတည်ခဲ့တဲ့ကျောင်းအိုပြီပေါ့
ဒါလေးလည်းပဲမြင်လိုက်တဲ့လူကအခုနလိုအလူမှာကောက်ဆိုလိုက်တော့လွန်းเสียကောင်းမောင်မြန်လောင်းနဲ့မိဘနှစ်ပါးနဲ့ကြရွာကလူတွေနဲ့ဒီเจ้าကြီးကိုသွားပြီးတာမဏီများပို့တဲ့အခါကျတော့ဆိုင်ကဒီဟာလေးကြည့်ပြီးတော့မြန်မာများစိတ်နှလုံးထဲမှာအိုးဟုတ်တာပဲတို့လှူအောင်မှာဟဲ့တန်းရအောင်မှာဟဲ့တို့ရွှေเจ้าတော်ကြီးပြန်မတ်ရအောင်မှာဟဲ့ရဟန်းတန်ဃာတော်ရှင်သူများဒီမှာသတင်းသုံးကြတာဘုရားသာသနာတော်ကြီးစောင့်ရှောက်နေကြတာငါတို့တော့ဖြင့်တတအားလှူအောင်မှာပေါ့တချင်းလေးတစ်ပုတ်ကြားလိုက်ကြတယ်ဒီစိတ်ဝင်နေမြို့လေကမန္တအယက်မှာတဲ့ကုသိုလ်ကြောင်းအိုးရှင်လူပြုံငယ်ကလေးကကြောင်းအိုလို့ရွှဲတော်ဒါလေးပဲဒါလေးကြားလိုက်တာနဲ့သရစိတ်ကြီးကြည့်ပြီးမြန်မာတွေကလှူတယ်ဇာတိပုံညခုံမာနဇာတိကအမျိုးကိုပြောတယ်ပုံညဆိုတာဖုံးတကုတ်ကိုပြောတယ်ဂုံကဂုံကြီးချင်းရှိကြတယ်ဒါကိုကျွန်တော်တို့ပြောတယ်ဇာတိပုံညဂုံမာနနဲ့ဒီ၃ပါးကြောင့်မာနတွေထောင်လွှားကြတယ်ရှင်မဟာရထသာရကရေးမထောင်လွှားနဲ့ဒါတွေဟာဂုံယူရမှာဖြစ်တယ်ဘုန်းကြီးကျောင်းဆိုလို့အခုကျွန်တော်တို့မြို့ပေါ်မှာတွေ့တဲ့တိုက်ကျောင်းကြီးလှလှဆောက်ဆေးအဝါတွေတုပ်ဆေးအနေတွေတုပ်ပြီးတော့အပေါ်မှာပန်းကလေးကတ်လိုက်တာနဲ့ဘုန်းကြီးကျောင်းမဖြစ်ဘူးရှေ့မြန်မာများကဘုန်းကြီးကျောင်းဆိုရင်အင်္ဂါ၄ပါးညီအောင်စောက်ပြီးလှူကြတာရွှေအင်ပင်ကျောင်းကြီးကိုသွားကြည့်နော်အဲ့လိုကျောင်းကြီးမျိုးတွေလှူတာမင်းမိဘကလှူတော့ဘယ်လိုစင်တစားတွေတထေးတကြွယ်ကလှူတော့ဘယ်လိုစင်တစားတွေအများစင်းတဲ့သူစဉ်းစားများကလှူတော့ဘယ်လိုစင်တစားတွေတက်ရမယ်ကျွန်တော်တို့မှာစနစ်တွေရှိတယ်ပထမဆုံးကျောင်းဦးပြတ်တတ်ဆောင်ကြီးဆောက်ရတယ်ကျောင်းဦးပြတ်တတ်ဆောင်ကြီးမှာမြတ်စွာဘုရားကိန်းဝတ်တယ်အဲ့ဒီမှာပြတ်တတ်က9ဆင့်9ဆင့်9ဆင့်စသဖြင့်မြတ်စွာဘုရားသတင်းသုံးတဲ့အဆောင်ကျောင်းဦးပြတ်တတ်ဆောင်ပြီးတော့မှစနုဆောင်ဆိုတာဂျားထဲမှာအဆောင်သေးသေးလေးအဲ့ဒီမှာတော့လာတဲ့ဧည့်သည်ကိုကျောင်းတိုင်ဆရာတော်ဘုရားကြီးကဧည့်ခံဘယင်လာတော့လေဧည့်ခံတထေးတကြွယ်လာတော့လေစနုဆောင်နဲ့ဧည့်ခံပြီးတော့မှဆောင်းမကြီးခေါ်တဲ့ကျောင်းမကြီးထဲမှာအလဲကမျက်နှာကျက်အထိပိတ်ထားတဲ့မာရဘင်ဆိုတာရှိမာရဘင်ရဲ့ရှေ့မှာမြတ်စွာဘုရားစင်တူတော်ရှိပြီးမာရဘင်နောက်မှာကိုရင်တွေတာမဏေတွေအိတ်ကြရတယ်အလူတန်းရှိတော့လေမာရဘင်ထဲမှာပဲတရားပေးရပြီးတော့မှအမိုးတဆက်ထဲမှာဖြစ်ရပဲနောက်မှာဘောဂဆောင်လှူတဲ့တန်းတဲ့ပစ္စည်းတွေအကုန်အဲ့ဒီမှာဘောဂဆောင်ထားအမိုးတဆက်ထဲဖြစ်ရင်ဝင်းကြီးနဲ့မညီဘူးနေလွဲညစာပစ္စည်းတွေဒီထဲမှာပဲထည့်ထားလို့တမိုးတဲ့အောက်ဖြစ်ရင်ဝင်းကြီးနဲ့မလွတ်တဲ့အတွက်ဘောဂဆောင်ကအမိုးလှုပ်ပြီးတနေရာထားရတယ်ဒါကြောင့်ရှေးတုန်းကကျောင်းကြီးတစ်ဆောင်လှူတယ်ဆိုရင်ကျောင်းဦးပြတ်တတ်ဆောင်လဲပါရစနုဆောင်လဲပါရဆောင်းမကြီးလဲပါရဘောဂဆောင်လဲပါရအောင်လှူကြရတယ်ကျွန်တော်တို့လူမျိုးကကျောင်းဆောက်လှူတာတောင်အတိတ်ပဲရှိတယ်ကျောင်းအောက်ထက်ကျမ်းပြင်နဲ့အောက်မှာတော့အောက်နဲ့ဆိုင်တဲ့သရဝါတွေရုပ်ထုကျောင်းနဲ့အမိုးအစွန်ကြားထဲမှာတော့မြေနဲ့ဆိုင်တဲ့သရဝါတွေရုပ်ထုတွေငှက်တွေပန်းတွေပေါ့စသဖြင့်အဲ့ဒီအမိုးစွန်ကနေအထက်ပုံနဲ့ဆိုင်တဲ့ကောင်းကင်နဲ့ဆိုင်တဲ့အယုတ်တွေထည့်ကြတာလည်းတွေ့လိမ့်မယ်နော်ဒါကြောင့်ဘုန်းကြီးကျောင်းတစ်ကျောင်းရောက်ရင်ရွှေအင်ပင်ကျောင်းကြီးရောက်ရင်ကြည့်ကြစမ်းပါမြန်မာတွေဟာဘယ်လောက်စနစ်ကြခဲ့သလဲပေါ့နော်ကျွန်တော်တို့ဟာအဲ့လိုစောက်ခဲ့တဲ့တချင်းလေးတစ်ပုဒ်ကြောင့်ကျောင်းကြီးတွေဖြစ်ခဲ့တာများပါတယ်ဆိုပါတော့တချင်းလေးတစ်ပုဒ်ကိုပဲကျွန်တော်တို့သုံးမျိုးခံစားတယ်ကျွန်တော်ငယ်ငယ်တုန်းကမိဘများကပုပ်ပွားတောင်ကျွန်တော်ရွာနှမ်းမြေရဒီထက်မှမြင်းညံခရင်ကစာချစ်သူများပါပါလိမ့်မယ်ပုပ်ပွားကိုနှမ်းမြေရကျွန်တော်အမေကပုပ်ပွားသွားကြည့်လေရှိတယ်ကျွန်တော်ရွာကုန်းဆောင်ကနေထွက်ရရင်ကောင်းကင်ကြည်လင်တဲ့အခါတရားဝတီမြစ်ဟိုဘက်ကဘုံဘုံမှိုင်းပုပ်ပွားတောင်မကြီးကိုမြင်ရတယ်အမေကအမြဲတမ်းပုပ်ပွားကိုသွားကြည့်လက်ကုန်းတွေထိတ်ကနေပုပ်ပွားကိုတွေ့တဲ့အခါအမေကလက်ဥကလေးချီပုပ်ပွားကိုကျွန်တော်အမေကသွားခံစားတာမဟုတ်ဘူးအမေကစားလက်တက်ရှာတာမဟုတ်အဲ့ပုပ်ပွားတောင်မှာနတ်တွေစံတယ်နတ်တွေရှိတယ်ဆိုတာကိုအမေသိတော့ပုပ်ပွားကိုအဝေးကနေလှမ်းလက်ဥချီကျွန်တော်ကအမေနဲ့ပုပ်ပွားချီလိုက်ရတယ်အဲ့တုန်းကကျွန်တော်တို့ဓာတ်ပြားတွေကကြားရတယ်ပုပ်ပွားသချင်းနောက်ကျွန်တော်တို့10နှစ်15နှစ်သားလောက်ရောက်တဲ့ခါကျတော့မြင်းညာနဲ့ကံမြဲကိုကြီးကျော်ရေးတဲ့ပုပ်ပွားသချင်းဒီဘက်ခေတ်ရောက်တော့ကျွန်တော်တို့အသက်30လောက်ရောက်တော့ဆရာဂီတလို့လေမောင်ကိုရေးတဲ့စကားဝါမီဆိုတဲ့ပုပ်ပွားသချင်းဒီသချင်းသုံးပုဒ်ကိုတနေ့တော့ကျွန်တော်စဉ်းစားကြည့်တယ်ကျွန်တော်တို့မမွေးခင်ကရှိခဲ့တဲ့သချင်းတို့တိုင်းဌာနီတို့မြမာပြည်ဝဲ
ပင်လေးတောင်ကျော်မြင့်ကောင်းတောင်တော်ပုပ်ပါကွယ်ကြည်နူးဝဲရွှေကြီးတောင်တော်ပုပ်ပါစိတ်နုပြညိုရွှွန်းရွှန်းဆိုတဲ့ခန္ဓာမတောင်ပုံဆောင်နိုင်ပွဲခန္ဓာမတောင်ပုံဆောင်နိုင်ပွဲသုံးလုံးတောင်ထုတ်ရှင်ပြိုင်ကားရဲ့ဖိုကနောင်ဆိုင်တည်နေပါတယ်ဖူးညွန်းစိန်လောင်းຫນွေတန်းစမ်းကျဲအမခံလောက်เสียအသွဲသွဲပုပ်ပါတောင်မြဝဲပပဲမောင်တင်တယ်ဩနမောင်နှမရဲ့ပြောဆန်းမြောင်တယ်နတ်နန်းကြီးတွေရှိရာဌာနဝဲပောက်ကံပြေကိုပန်းတော်ဆက်တယ်ကိုဗျတ်တာနဲ့မေဝနာတို့ပြောဆန်းရဝဲချစ်ကျူးသွဲနောင်ရွှေဖြင်းကြီးနောင်ဖွာရာဒေသွယ်ရှိတော့ကတော့နတ်နဲ့ကပ်ပြီးရေးတဲ့ပုပ်ပါဒီသချင်းများကြားရင်ပုပ်ပါတောင်တောက်ဝိုက်ကနေသူနေသားများကအင်မတန်ကြိုက်တာ哦ရွှေဖြင်းကြီးရွှေဖြင်းလေးခေါ်တဲ့ရွှေဖြင်းဦးနဲ့အချင်းစိတ်ပြီးမွေးတယ်ကိုပြတ်တာနဲ့မေဝနာတို့ကပုပ်ပါတောင်မှာဒီမင်းသားလေးနှစ်ပါးမွေးတယ်လို့တကယ်လည်းယုံကြည်ကြတယ်အဲ့ဒီအတွက်ဒီလိုသချင်းတွေပေါ်လာတဲ့အခါမှာကျွန်တော်တို့ငယ်ငယ်တုန်းကလည်းတကယ်ချင်းပြီးပုပ်ပါကိုကျွန်တော်တို့လှမ်းပြီးလွှမ်းရတဲ့အလွှမ်းထဲမှာနတ်နဲ့ကပ်ပြီးလွှမ်းရဘယ်ဘဲမောင်တင်တယ်နတ်မောင်နှမရဲ့ပြောဆန်းမြောင်တယ်နန္နန်ကြီးတွေရှိရာဌာနဝဲပောက်ကံပြေကိုပန်းတော်ဆက်တယ်ကိုဗျတ်တာနဲ့မေဝနာတို့ပြောဆန်းရဝဲချစ်ကျူးသွဲနောင်ရွှေဖြင်းကြီးနောင်ဖွာရာဒေသကွယ်အဲ့လိုအကြောက်တရားနဲ့ချစ်ခဲ့တဲ့ပုပ္ပါကိုကျွန်တော်တို့15နှစ်သားလာရတော့ကိုကြီးကျော်ကမြင်းချန်နေတာပုပ္ပါကိုပဲသူတချင်းတစ်ပုတ်ရေးတယ်ကျွန်တော်လည်းစူပြခဲ့ဥပါတယ်တီရီမင်္ဂလာအညာမြေဤမန္တိုင်တောင်သုံးလုံးဆိုင်ထက်ကုန်းမုံမို့မှာကြွားခုံးလို့ရှင်ငါပြိုင်အိန္ဒနီလာပြပြမိုက်မောက်မြခနောက်သို့ဆိုင်မြင်းကြံခရိုင်တစ်ခုရီတော့တောင်ပုတ်ပါကပီးကြောက်စာတိုင်းနဂါလင်းချောစကစကဝါတောင်တော်ပန်းကိုင်းလှမ်းစပမေပန်းကကဝေးတယ်ကျွန်တော်15နှစ်သားမှာကိုကြီးကျော်ကြီးတဲ့တချွန့်ကြနတ်မပါတော့ဘူးနဂါလင်းချောစကစကဝါတောင်တော်ပန်းကိုင်းလှမ်းစပမေပန်းကကဝေးတယ်ချစ်စရာကောင်းတဲ့ပုပ်ပါကိုဖွဲ့တယ်တစ်ချိန်တုန်းကမိတော်ကြီးဖြစ်တဲ့အတွက်ပောက်ကွဲသွားလို့ဘူးလေးသုံးဘူးနဲ့အင်ဒနီလာပြာပြာမှိုက်မောက်မြခနောက်သူဆိုင်အင်မတန်လှတဲ့ပုပ်ပါဘာနတ်မှမပါတော့မနေ့တနေ့ကကျွန်တော်တို့ဒေါ်ကြီးတန့်တောင်တော်ရွှေပုပ်ပါသကဝါမီကိုနားထောင်တော့ဝိပဿနာနဲ့ကတ်တယ်ပုပ်ပါတောင်မြတ်ဟာသူတော်စင်သူတော်မြတ်များသွားရောက်ပြီးတော့ဝိပဿနာတရားအားထုတ်တဲ့တောင်တော်မြတ်ဖြစ်ရေးတယ်လာအားပါဝိမွိမွိပြောပြောစကားရဏလေးပြန်မွေးညင်းလေသွေးတော်နွေနွေရှင်းရှင်းမိမ့်မိမ့်မူမူကြည်နူးလှုပ်ရှားပုပ်ပါမြတ်တောင်တော်တန်တရားဝဘေးလူရေးစိတ်ကြံဒိဋ္ဌံရီမျောသူတော်စင်များဒေသနာတရားတော်ရှုမှတ်ခအတိကဆရာဝိပဿနာရှုမျောသရဝဟုတ၍မြုံငွေမထင်စင်သေးတော်ဝိပဿနာနဲ့ကတ်တဲ့ပုပ်ပါဖြစ်သွားတယ်ကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့သချင်းတွေထဲမှာခံစားမှုအသွဲသွဲဟာဖြစ်သမိုင်းကာလတစ်လျှောက်ပြောင်းလဲလာတယ်။နောက်ကိုဖွဲ့တဲ့ပုပ်ပါသဘာဝတောတောင်ရည်မီသကဝါပန်းလေးတွေနဲ့လှနေတဲ့ပုပ်ပါသူတော်စင်များဝိပဿနာတရားအားထုတ်ရာပုပ်ပါသချင်းလေးတွေကိုကြားတိုင်းခံစားရတဲ့နှလုံးသားနဲ့ခံစားကြည့်ရင်ကျွန်တော်တို့လူမျိုးကိုလှမ်းမြင်ရပါတယ်ကျွန်တော်ပြောချင်တာကဒါပါကျွန်တော်တို့ဒီအနုပညာဟာအမှန်တန်ကြောက်စရာကောင်းပါတယ်ကျွန်တော်တို့အချင်းချင်းဆက်ဆံရေးမှာဘာသာစကားနဲ့ဆက်ဆံပါတယ်ပြိဿံများကြတော့ image ခေါ်တဲ့ပုံရိပ်နဲ့ဆက်ဆံတာပေါ့ကျွန်တော်တို့လူတွေဆိုတော့ဘာသာစကားနဲ့တယောက်ကိုတယောက်ဆက်ဆံတယ်ပြိဿံတွေကဘာသာစကားမရှိတဲ့အခါဒေါသဖြစ်ရင်သွားဖြည့်ပြတာပေါ့ခွေးတကောင်ဆိုရင်သူတို့ခင်မင်းနဲ့နှစ်သက်တယ်ဆိုမိနှံ့ပြတာပေါ့ဒါလောက်နဲ့ပြီးကြတာပေါ့တိတ်ပြီးစိတ်ဆိုးလိုက်ရင်ခြေစလုံးကိုက်လိုက်တာပေါ့လူကတော့ဘာသာစကားနဲ့ဆက်ဆံတယ်ဘာသာစကားနဲ့အချင်းချင်းကျွန်တော်တို့ခင်မင်တဲ့တွေးကြရတယ်ဘာသာစကားမှလည်းဘာသာစကားကိုကျွန်တော်တို့လူမျိုးကကျွမ်းကျွမ်းကျင်ကျင်ရှိရတယ်စကားသံပြီးရတယ်
အနေအဓိပ္ပာယ်တိကျရတယ်ဝါကြထုံးဖွဲ့မှုဝါကြထုံးဖွဲ့မှုရှင်းလင်းရပါတယ်စကားလုံးလည်းလျှက်ပတ်ရတယ်ယဟန်တန်ဃာတော်ကြီးပြောတော့ဒီလိုပြောဟဲ့လူကြီးသူမပြောတော့ဒီလိုပြောဟဲ့တကယ်ချင်းတွေ့တော့ဒီလိုပြောဟဲ့အဖေးမေးကြဒီလိုသုံးဟဲ့လို့ကျွန်တော်တို့ကကိုယ့်အသုံးနဲ့ကိုယ်စကားလုံးများလျှက်ပတ်ရတယ်လူမျိုးဖြစ်ပါတယ်သူနေရာနဲ့သူမပြောတတ်ရင်အင်မတန်ကြီးစရာကောင်းတယ်တခါတော့ဟိုမိသားစုတစုရှိတယ်သမီးကအပြိုမာလေးကြောင်းဆရာတော်ဘုရားကြီးကိုထညက်သွားကတ်ခိုင်းသမီးရဲ့ဆရာတော်ကြီးကြောင်းထညက်သွားကတ်ပါဆိုသမီးကတပည့်လေးပခုံးတင်းပြီးတော့ထညက်ပကံလေးနဲ့ဆရာတော်ကြီးဘုရားကြောင်းသွားကျောင်းပေါ်မှာဆရာတော်ကြီးကပရဝိတ်တဆူဖတ်နေတော့အပြိုမကသွားပြီးတော့ဝတ်ဖြစ်ဟဲ့နင်ဘသူသမီးတော့မကေးသမီးပါဖေ။အေးဘာလဲဟဲ့ထညက်ပါဖေ။အော်အေးထားခဲ့ကလေးမလေးကထားထညက်ပကံလေးချဝတ်ဖြစ်ပြီးတော့တပည့်တော်မှပြန်ကြွပါအောင်မယ်ဖေ။ဟာထညက်လှူတဲ့အထိတော့ဟုတ်သားပြန်ကန်ဒီမှာဘယ်နဲ့ပြောသွားပါလဲ။ဟဲ့လောင်နင်ဘသူသမီးဒေါ်ကေးသမီးဖေ။အေးဒေါ်မကေးလွတ်စမ်းမကေးအမေလွတ်ခိုင်းတယ်ဘုန်းကြီးကဘာလို့တော့မသိဘူးလေဟောဒုက္ခပါပဲတော့တပည့်လေးပခုံးတင်ပြီးတော့ဒေါ်ကေးကလိုက်သွားဆရာတော်ကြီးကဒေါသဖြစ်မိကေးဖေစောစောထညက်လာကတ်တာနင်းသမီးလားမှန်ပါဖေဘာပြောသွားလဲထုံဟာဘယ်လိုပြောသွားအောင်ဖေတပည့်တော်မှပြန်ကြွပါအောင်မယ်ဖေပြောသွားတယ်ကောင်းလားအဲ့ဒါရဟန်းတန်ခါကိုဝါတော်တော်မိုက်ပါလားမသွန်သင်ရမဆုံးမရနဲ့ခလေးကမပြောတတ်လို့ပါဖေအဲ့ဒါလို့ခလေးဖေအေးပြောစမ်းနောက်တစ်ခါအကြောင်းထဲကိုခြီတော်ရမချစေနဲ့ဖေအာနင်ကပိုဆိုးနေဒုက္ခနင်ယောက်ျားဘသူငညွန့်ပါဖေငညွန့်နှော့စမ်းနင်ကပိုဆိုးကြောင်းနဲ့ခြီတော်မချပါစေနဲ့ဆိုတော့နင်ကသမီးတဲ့တောင်ဆိုးနေတွတ်လိုက်နင်ယောက်ျားဆိုတော့ကိုညွန့်အေးဆရာတော်ကြီးကမှားလို့မဟုတ်လို့တော့မသိဘူးလေကြောင်းရောက်သွားတော့ရှင်ဖေတပည့်တော်မောင်ညွန့်ပါဖေအေးထိုင်အောင်မင်းသမီးကထညက်တပကံလာကတ်တယ်တင်ပါဖေတပည့်တော်မှပြန်ကြွပါအောင်မပြောသွားတယ်ဟာဟုတ်လားဖေအေးအဲ့ဒါဆုံးမဖို့မင်းမရခေါ်တာမင်းမရကပို့ဆိုးသေးဘာတဲ့တော့ဖေကျောင်းထဲခြီတော်ရမချစင်နဲ့ဖေပြောသွားတယ်ကောင်းလားကွာဟာပဲကောင်းမလဲဖေအဲ့ဒါမင်းဆုံးမအောင်မင်းသမီးရောမင်းမရရောစကားပြောမတတ်ဘူးဟာတော်တော်ဆိုးပါလားဖေအဲ့တော့တပည့်တော်အိမ်ရောက်ရင်တော့ချက်ချင်းဆုံးမပါအောင်မဖေအေးတပည့်တော်လည်းမကြကြုံရပါဖေအပြောဆိုရလဲရမ်းရဖေအေးကဲမထူးပါဘူးဖေတပည့်တော်ချက်ချင်းမဲ့သွားပါမယ်အိမ်ရောက်မှတပည့်တော်မိန်တော်မူလိုက်ပါအောင်မဖေဟာမင်းရံပို့ဆိုးနေဟဲ့ကောင်မင်းရောက်ခမဘာသူဘာကြီးလုံးလှုပ်စမ်းအဖိုးကြီးကတုံနဲ့ဆရာတော်ခေါ်တယ်ဆိုတော့ကြောင်းသွားဘိုးလုံးဖေမင်းသမီးကအဲ့လိုပြောတယ်ဟာဟုတ်လို့မင်းမီးကအဆိုးဆုံးပဲအဲ့လိုပြောတော့မင်းသမီးခေါ်ခိုင်းတော့မင်းသမီးကပို့ဆိုးအခုမင်းသမီးခေါ်ခိုင်းတော့မင်းသမီးကပို့ဆိုးနေဟာတပည့်တော်တခါလေးစိတ်ညစ်တယ်ဖေတက်ကလည်းကြီးပါပြီဖေသေပဲမသေးနိုင်ပါဘူးဖေအင်မတန်မှရမ်းကြတာဖေဒီ၃ယောက်နဲ့တော့တပည့်တော်လည်းတစ်ခါဘဝနတ်ထံပြန်လွန်တော်မူခြင်းနဲ့ဖေပြန်ကမင်းလည်းပြန်တော့နော်မင်းအဲ့ဒါလို့သူ့နေရာနဲ့သူမပြောတတ်တဲ့အခါကျတော့ဒါအိမ်မှာလူကုန်လို့လူမကုန်ရင်တော့ဘယ်လောက်ဆက်မှားအောင်မသိနော်သူ့နေရာနဲ့သူအခုတော့ဘာသာစကားမကျွမ်းကျင်ကြတော့ဘူးပြီးခဲ့တဲ့နှစ်ကကျွန်တော်တို့စင်ကာပူနိုင်ငံသွားဟောတော့မိဘများကကျွန်တော်တို့တိုင်တာလည်းမဟုတ်ဘူးပေါ့လေရင်ဖွင့်ကြတယ်ဆရာတဲ့ကျွန်တော်တို့စင်ကာပူဘဖေရောမေရောအလုပ်လာလုပ်တော့စင်ကာပူမှာကလေးတွေမွေးတယ်မြို့သေးစကားမွေးတဲ့အခါဒီကလေးကဗမာလားမသိစင်ကာပူလားမသိဖြစ်ပြီးတော့စင်ကာပူစကားဆိုတော့အင်္ဂလိပ်စကားပေါ့လေအဲ့ဒါလည်းကောင်းကောင်းမပြောတတ်ဗမာစကားလည်းဝေလည်းကြောင်းပတ်နဲ့အဲ့ဒါဗီဒီယိုကွေကားကိုထိုးပြီးမိဘနှစ်ပါးလောက်ကပြန်တော့ပြရတယ်အေးကောင်းတာပေါ့ဗမာစံကြားတော့ဗမာ surrounding ရတာပေါ့ပို့ဆိုးတယ်ဆရာတဲ့ဘာလို့လဲတော့ဗီဒီယိုကွေထဲမှာပြောတာတွေကဗမာစကားမဟုတ်ဘူးမင်းသားမင်းသမီးတွေကဗန်းစကားတွေပြောတော့ကျမတို့ကလည်းမရှင်းတတ်တော့ဝိလည်းကြောင်ပတ်ဖြစ်နေတယ်လမ်းတယ်လို့ပြောတယ်ကျမတို့ကလမ်းတယ်ဆိုတော့စင်ကာပူရောက်နေတော့လမ်းတာဘာမှမသိဘူးမမီလမ်းတယ်ဆိုတာဘာလဲလို့မေးတယ်အေးလမ်းတယ်ဆိုငါလည်းပြန်မေးရအောင်ဆိုရန်ကုန်ဖုံးဆက်ရန်ကုန်မှာလမ်းတယ်ပြောတာဘာလို့လမ်းတယ်ပြောဆိုဆင်ပြေတယ်ကောင်းတယ်ချောတယ်ပြောတာဩအဲ့ဒီမှာတာကိုပြန်ပြောကျမတို့မှအဲ့လိုဖြစ်နေတယ်အဲ့တော့မေအေးတယောက်ကပြောတယ်ကျမသမီးကပိုဆိုးပါတယ်ဆရာရဲ့တဲ့အပြိုဖြစ်နေပါပြီပြောပါဦးဗါတဲ့တော့သူကဟောင်ကောင်သွားမလို့ကျမခေါ်တယ်လေတဲ့
ကျမမလိုက်ပါဘူးသမီးရဲ့မမီလည်းတိတ်နေမကောင်းလို့မလိုက်ပြရစေနဲ့ဆိုတော့ဘာပြောတယ်ထင်လို့နဲ့မမီမ